အားလုံးပဲမင်္ဂလာပါညီကိုတို့ကျွန်တော်တော့ကိုပြပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပေးမယ့်ကားလေးကဒါလုံးဝ picket ကားအောင်မှာ modify လုပ်ထားတဲ့ကားလေးပေါ့နော် modify လုပ်ထားရဲဆိုတာအပြင်ပိုင်းနေမဟုတ်ဘူးဒီ engine ခန်း interior တွေကိုပါလုံးဝကျွန်းနေလုပ်ထားတဲ့ကားတစ်စီးဖြစ်ပါတယ်ဒီကားလေးကဒါရောင်းကားမဟုတ်ပါဘူးဒါညီကိုတို့ဒါကျွန်တော်ဘူးသူရအနေနဲ့တင်ပေးလိုက်ခြင်းဖြစ်ပါတယ်တစ်ချက်တော့ကြည့်လိုက်ရအောင်ညီကိုတို့ညီကိုရီဒီမှာတစ်ချက် show လိုက်ဒါ2019 model Isuzu ပေါ့နော်လုံးဝ final တဲ့ကားလေးဖြစ်တယ်ဒီမှာတစ်ချက် show လိုက်ဒါလုံးဝဗျာ samurai လုံးဝငြိမ်ငြိမ်နဲ့ဖြဲမဲ့ဆိုတဲ့ samurai ရုပ်ကြီးမှာကြည့်လိုက်ဒီအောက်တွေဆိုရင်လာလုံးဝသူ့ရဲ့အစွဲနှချောင်းပေါ့ဒီမျက်လုံးဆိုရင်ဒါသူ့ရဲ့မျက်ခုံးမွေး style ပေါ့ဗျာလောက်ထားတဲ့ပုံစံမှာရုပ်ကို show လိုက်ပေါ်က hook ကလည်းဒါကာဗွန်ပေါ်နဲ့ hook အဲ့တော့သူက samurai ဟိုမှာလုံးဝလာမထိနဲ့လာထိရင်မိပွင့်သွားမယ်ဆိုတဲ့အထာပေါ့အဲ့လိုရုပ်မျိုးပေါ့ဒီမှာကာဗွန်ဟု visors ကာဗွန်ဟုတွေကဒါပေါ့နေနော်သိလားကျွန်တော်ဒါဖွင့်ကြည့်ပွားကြီးပေါ့လေးဗျဒါကအရင်တော့သူကဟိုကာဗွန်ဟုဆိုအမဲအောင်ပါဗျာဒါရဲဖန်းနေဆိုပြီးတော့သူကဒါအဖြူအောင်ပြန်ဆေးမှုန့်လိုက်တာပေါ့နော်โอเคဒါအရှိလေးကိုတစ်ချက်ပြပေးမယ်ပြီးရင်တွင်းကန်းကိုဆက်ပြပေးမယ်တွင်းကန်းမှာဆိုရင်စင်ထားတာ share ပဲနော်ဒီမှာ black box တွေပါထည့်ထားပြီးသားဒီမှာ 6speed ကို manual gearbox နဲ့ဒီမှာ share ဖြုတ် TV ကတော့ဒါရိုးရိုးကြီးပဲဒီမှာချက်ရှိုးလိုက်ဒီမှာဆက်လုပ်ပြမယ်ဒိုင်းကိုရှိုးလိုက်ဒီမှာဒါဆက်လုပ်လိုက်ပြီโอเคဒီမှာဒါဆိုဒါ APN တိုင်းပွဲဒါဆိုရင်ဒါတာဘောပေါ့သူကရှေ့ engine ကိုကျွန်တော်ပြင်ရိုက်ပြမယ်တာဘောတွေပါအကုန်ထည့်ရတာဒီမှာဆိုရင်ဒီမှာဒါ wine pressure ပေါ့နော်ဒါ engine wine လေးရောက်လာမရောက်လာလဲပြပေးတာပေါ့နော်ဒီမှာဆိုရင် temperature wine ဆိုရင်ဒါဆိုရင် water ပေါ့နော်ဒါဆိုဒါက voltage battery ပေါ့နော်လုံးဝ share ပြ final ဒီမှာဆိုရင် speed meter တွေပြလာတာရှိတယ် digital နဲ့ဒီမှာဆိုရင်ဒါ blower ပေါ့ဒါတာဘောရွှှအော်တဲ့ဟာမျိုးပေါ့လုံးဝနော်လုံးဝ BJC တာဟိုကြည့်သူဒီဒေါ်လက်ကင်နေပါသူက final နော် share ပဲဒီမှာဒီမှာဒီခုံနေရှိုးလိုက်ဒီမှာ Rico မှာလုံးဝခုံနေရှိုးလိုက် share နော်တခန်းခွဲကိုလောက်ထားတာလုံးဝရှင်းပါရှင်းဟုတ်ပြီကျွန်တော်အရှိကံကိုချက်ရိုက်ပြမယ်အရှိကံညီကိုတွေဒါသူ့ရဲ့အရှိအင်ဂျင်ကန်းပေါ့နော်ဒီမှာဒါကာဗွန်ဘောနဲ့ဟုတ်ဒါလေးကပေါ့လေးဗျာသိလားဒီမှာကြည့်ဒါလုံးဝပေါ့လေးပဲကျွန်တော်မကြည့်တာဒီမှာဆိုရင်ဒီ final တွေက share ပဲဒီမှာဆိုရင်ထားဖို့ထည့်ထားတယ်ဒီမှာ intake ထည့်ထားတယ်ဒီမှာ nox ဒီတိုင်ကြီးဒါဒီ nox ဆိုတဲ့တစ်စိတ်ကဒါနာမည်ကြီးပြီးသားပေါ့နော်ဒီမှာဆိုရင်ဒါရှင်းတိုင်ကြီးကနှစ်ခုဒီမှာတစ်ခုပါသေးတယ်ဒီမှာဆိုရင်အလူမီနီယမ်နဲ့လုပ်ထားသေးတယ်တစ်ခုဒီမှာ intake pipeline တွေပေါ့ share ပဲဗျာဒါ 3.0 liter diesel engine မှာဒါကျွန်းလာတဲ့ဟာပေါ့နော်ကားတော်ဒီ owner ပိုင်ရှင်ကိုပြောတာတော့ကီလို200လောက်ထိကို AC လေးမောင်းလို့ရတယ်ပေါ့နော်သူ horsepower အနေနဲ့ကတော့ဒီကောင်လေးပုံမှန်ဆိုရင်160 190အဲ့လောက်ထွက်တာပေါ့နော်ဒါသူကျွန်းလာတဲ့အတွက်ကြောင့်သူကတည်း200ကျော်ထွက်တယ်လို့တော့ဒါသူပြောတယ်ဗျဒီမှာဒါသူရဲ့ name plate ပေါ့ဗျာ okay ဒါတွင်းငန်းပြီးသွားပြီကျွန်တော်အနောက်မှာဘာတွေဆက်ပြီးတော့စင်သားသေးတယ်ဆိုတာဒီ pickup မှာကျွန်တော်ဆက်ပြပေးမယ်ဗျဒီမှာဆိုရင် show လိုက်ဒီမှာလေထွက်ပေါက်တွေကုန်ပါတယ်ဒီမှာဒီမှာလည်းပါသေးတယ်ဟိုကလုံးဝအမှန်ကန်ဟုတ်ဗျာသူကဒီအောက်မှာလေသူကလေဟိုဟာတွေတက်ထားတယ်ဗျဒီအုံနာသူဒီကားကိုပေါ့နော် stabilization ညင်အောင်လို့ပေါ့နော်ဒီအနောက် speed နဲ့မောင်းတဲ့ခါကျညင်အောင်လို့ဒီဟာတွေပါကုန်တက်ထားတယ်ပြီးရင်ဒီမှာချက် show လိုက်သူဒီအောက် shot တွေကိုဒါသူ low kit တက်ထားတာပေါ့နော်ဒါဆိုရင်ဒီ shot point တစ်စိတ်ကိုသူသုံးထားတယ်ပေါ့နော်ဒီ ultimate performance ကျတော့ဒါသူ engine ကန်အတွင်းကိုကျုံးနှင်းလောက်ထားတဲ့ပစ္စည်းတွေဒီ TOD ကကြတော့ဒါ exhaust ပေါ့နော်ဒီကားမှာတက်ထားတဲ့ exhaust ကျွန်တော်ချက်ပြပေးမယ်ဒါ exhaust ဒီ exhaust ကိုတက်ထားတာပြTOD ဆိုတာဒီ exhaust ပေါ့နော်လုံးဝဒါ power exhaust အကျယ်ကြီးလည်းမဟုတ်တူတူလေးလည်းမဟုတ်ပုံမှန်လေးပေါ့ဒါလေးဆိုတော့ဒါသူ final တဲ့တန်းလေးတွေပဲပေါ့နော်ဒီ max ဒါ 60 anniversary ဒီ max ပေါ့နော် Isuzu okay မပတ်လေလေးမရှိုးလိုက်ဒီမှာဆိုရင်လည်းဒါကာဗွန် spoiler လေးတက်ထားသေးတယ်ဗျမိုက်တယ်ဒီမှာကာဗွန် spoiler လေးတက်ပါတယ်ကာဗွန် spoiler လေးတက်ပါသေးတယ်ပြီးမှဒါငမန်းတောင်ပန်လေးပေါ့ချက်ရှိုးလိုက်နော်တွင်းကန်းနေဆိုတော့လုံးဝဒါတန်များတွေပဲဒီမှာတန်များတွေပဲပတ်လေ share
ဘာမှထိတာတိုက်ထားလည်းမရှိဘူးလုံးဝ share ဆိုမှ share modify extra cut လေးပေါ့နော် space gas လို့ခေါ် extra cut လေးပေါ့ဒါကာဗွန်ခုကိုတော့တော်တော်ကြိုက်တယ်ဗျမိုက်တယ်ပေါ်လေးနဲ့ performance ရှိတယ်ပေါ့ဗျာဒီအောက်မှာဆိုခုနပြခဲ့တယ်မှာရှိတိုင်းကြီးနှစ်ထပ်ဆိုတဲ့ဟာလည်းမှာရှိတိုင်းကြီး okay ဒါလေးကတော့ Isuzu D-Max ကိုဒါကျွန်တော်ဘုသူဒအနေနဲ့ရိုက်ပြပေးတာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းစီအားလုံးကိုကျေးဇူးတင်ပါတယ်သိချင်တာလေးရှိရင်လည်း comment မှာမှန်းခဲ့လို့ရတယ်ကျွန်တော်သိသလောက်လေးတွေပြန်ဖြည့်ပေးမယ်ပေါ့နော်ဒီဒါကတော့ကျွန်တော်သိသလောက်လေးကို knowledge sharing လုပ်ပေးတာဖြစ်ပါတယ်မှားယွင်းလေးတွေပိုင်းလည်းနားလည်ပေးဖို့ပြောချင်ပါတယ်ညီကိုတို့စုံထီးကြည့်ပေးတဲ့ညီကိုတယောက်ချင်းစီအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ညီကိုတို့ okay bye bye